လက်မသုံးမရှာနဲ့အန်ကတ်တက်ပြတဲ့ဘဲတွေပရိသတ်တွေအခုမြင်နေရတဲ့အမိုက်စားဘဲတွေကတော့ရှာနဲ့အန်ကတ်တွေကိုတက်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြောရင်းဆိုရင်းနဲ့ပဲသူဟာပါဇက်သေးကိုအန်ကတ်တစ်စုံပြစ်ထည့်ပြီးတော့ရှာရင်းနဲ့နေရာကိုချထားလိုက်ပါပြီပါဇက်သေးမှာရောထွေးရှုပ်ပွားနေတဲ့အန်ကတ်တစ်ခုကိုခေါင်းနဲ့ငယ်မော့ကညနေကြိုးတွေကိုရှုံသွားရင်းနဲ့အစွမ်းကုန်စူးစမ်းပြီးတော့အန်ကတ်တွေကိုသွားမှတက်နေပါပြီဒီလူဟာလေ့ကျင့်သာပြေးဝနေတဲ့ရှာနဲ့အပေါ်သွားကိုအန်ကတ်တက်နိုင်ခဲ့ပါပြီဆက်လက်ပြီးတော့အောက်သွားကိုတော့အသားရစီးမျောလွယ်လွယ်ကူကူတက်ပြခဲ့တဲ့အပြင်ရွှေရောင်အကွတ်တွေနဲ့သူ့ရဲ့သွားကိုအားလုံးမြင်အောင်ပြသနေပါတယ်အဲ့နောက်မှာတော့ပြန်လေချုပ်ထားလိုက်ပြီးတော့နောက်ထပ်ပိုလန်းနဲ့အန်ကတ်တွေကိုတက်ပြခဲ့ပါပြီထပ်မံပြီးတော့အပေါ်သွားကလည်းစိန်နေစီထားပြီးအောက်ဘက်ကတော့ရွှေသားတိအန်ကတ်တွေကိုလှလှပပတေးသက်သုံးပြခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်အစီအကံတင်ဆက်နေတဲ့အတွင်းမှာပဲတတ်ထားတာတွေကိုပြန်ချွတ်ပြီးတော့ဒီတစ်ခေါက်ပါဇက်တဲကိုပြစ်ထည့်လိုက်တာကတော့အပေါ်သွားရဲ့ဘဲဘက်၃ချောင်းသာရှိတဲ့ငွေရောင်အန်ကတ်လေးပဲဖြစ်ပါတယ်ပထမဆုံးတက်ဆင်ခဲ့ပြီးတဲ့နောက်မှာထပ်မံပြစ်ထည့်လိုက်တဲ့ဘဲဘက်အပေါ်သွားရဲ့အတွက်ကတော့၄ချောင်းသာငွေရောင်အန်ကတ်ကိုရှာသုံးပြီးတော့တက်ဆင်ခဲ့ပြပြန်ပါပြီဆက်လက်ပြီးတော့ဒီဘဲကအပေါ်သွားမှာကြံနေတဲ့တစ်ချောင်းစာကိုတော့ရွှေရောင်စွပ်လေးကိုတုံးလိုက်ပါတယ်ဒါမဲ့ချောင်းကြားနေရာဖြစ်နေတာမလို့ရှာနေဖိပြီးတက်ကြည့်တာမအောင်မြင်ခဲ့ပါဘူးခင်ဗျာပြုတ်ကျသွားတဲ့ရွှေသွားနေရာမှာငွေရောင်စွပ်တစ်ချမ်းပဲလေးကိုအစားထိုးအသုံးပြုပြီးတော့တက်ကြည့်နေပါ ರಿ နောက်ဆုံးဒီတစ်ခေါက်မှာတော့အောင်မြင်သွားခဲ့ပါပြီခင်ဗျာ